အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ကျမတို့ပြည်မြန်မာ construction ကနေတောင်ယူတိဆောက်ပေးထားတဲ့နှစ်ထပ်အိမ်လေးနဲ့မိတ်ဆက်ပေးခြင်းပါတယ်ဒီအိမ်လေးကိုလှိုင်သာယာမြို့နယ်မှာတိဆောက်တာဖြစ်ပါတယ်အိမ်လေးကိုကျမနဲ့တူလိုက်ကြည့်ပေးပါအောင်ရှင်နေရာလေးကတော့ခြံဝန်းတကာနေရာလေးပါဒီနေရာကတော့တခြားအိမ်တွေနဲ့မတူတဲ့ဒီဇိုင်းလေးဖြစ်တဲ့ကားပါကင်လေးကိုရှေ့ကိုဆက်ထုတ်ထားတာဖြစ်ပါတယ်အကျယ်ဝန်းကတော့15ပေ18ပေကျယ်ဝန်းပါတယ်ကားပါကင်ရဲ့ဒီဘက်တစ်ချမ်းမှာဆိုရင်တိုင်လုံးကြီးတွေနဲ့ရွှေလောင်ငွေရိုင်းနဲ့အလှဆင်ပေးထားပါတယ်အရင်မျက်နှာစာဒီဇိုင်းကိုတော့ 3D ပုံမှန်အတိုင်းပဲတစ်ဖက်ထဲပြုလုပ်ပေးထားပါတယ်ရွှေလောင်ငွေရိုင်းနဲ့အလှဆင်ပေးထားတယ်ဒီမောက်ဆိုလည်းအကျယ်ကြီးဖောက်ပေးထားပါတယ်ဒီဘက်ကတော့အိမ်ထဲကိုဝင်မယ်လေကားလေးပါလေကားမှာလည်းကြွေပြားတွေအပြည့်ကပ်ပေးထားတယ်တကားကိုလည်းကျွန်းတကားလေးပဲအသုံးပြုပေးထားပါတယ်ကျွန်းတကားကိုမှအကြီးတရွက်အသေးတရွက်ပုံစံလေးနဲ့ပြုလုပ်ပေးထားပါတယ်အိမ်လေးကိုလည်းကြည့်ပြပါအောင်ရှင်ဒါကတော့အိမ်ရဲ့အေကန်နေရာလေးပါအိမ်ရဲ့အေကန်လေးဆိုရင်လည်း18ပေ12ပေကျယ်ဝန်းပါတယ်တော်တော်လေးကိုကျယ်တဲ့အေကန်လေးပါဒီမှာဆိုရင်ပရင်းမောက်လေးနှစ်ပေါက်ကိုကျယ်လေးဖောက်ပေးထားတယ်မျက်နှာဒီဇိုင်းဆိုရင် light တွေအများကြီးနဲ့ဒီဇိုင်းလေးကိုပြုလုပ်ပေးထားတယ်အိမ်ရှင်စိတ်ကြယူထားတဲ့ဒီဇိုင်းလေးပါညီညီတဲ့ရဲ့ကျန်းကင်းတွေကိုတော့နှစ်ပေပတ်လက်ကြည့်ပြားတွေခင်းပေးထားတယ်နံရံဆိုရင် grey color လေးတုပ်ပေးထားပါတယ်ဒီနောက်မှာတော့master bedroom လေးရှိပါတယ်ဒါကတော့ master bedroom ခန်းလေးပါဒီခန်းလေးကတော့ master bedroom လေးပါဒီ master bedroom လေးဆိုရင်လည်းတော်တော်လေးကိုကျယ်ဝန်းတဲ့အခန်းလေးပါစီကာလာလေးကိုလည်းခရမ်းတို့ရောင်လေးတုပ်ပေးထားတယ်နည်းနည်းချက်ကိုလည်းဒီဇိုင်းကလာလေးပြုလုပ်ပေးထားပါတယ်ပြပြားလေးဆိုရင်အပြတ်ရောင်လေးခင်းပေးထားပါတယ် master bedroom ဖြစ်တဲ့ကြောင့်ဒီဘက်မှာဒီချိုးကန်အင်နာလေးပါပါတယ်ဒီချိုးကန်အင်နာမှာဆိုရင်လည်းပြပြားလေးကိုအပြည့်ကပ်ပေးထားတယ်ဘူဒိုင် basin stand shower exhaust fan တပ်ကောင်းအားလုံးစုံနေအောင်ထည့်ပေးထားပါတယ်master bedroom လေးပြီးသွားပြီဆိုရင်နောက်မှာ kitchen room လေးရှိပါတယ်ဒါကတော့ kitchen room လေးပါဒါလေးကတော့ kitchen room လေးပါ kitchen room လေးရဲ့ဒီဘက်ချက်မှာတော့ bathroom လေးနဲ့ toilet လေးရှိပါတယ်ဒီနေရာလေးကတော့ kitchen counter နေရာလေးပါဒီမှာ basin လေးရှိတယ်ဒီမှာဆိုရင်သမင်းချက်ဖို့နေရာလေးပါဒါလေးကတော့တခြားရင်နဲ့မတူဘဲနဲ့ design လေးစမ်းထားတာကဘာကောင်တာလေးထည့်ထားတာပါအင်ရှင်ရဲ့တောက်ဆိုကြပြုလုပ်ပေးထားတာပါဘာကောင်တာရဲ့ကြွေပြားလေးတွေကိုအဖြူအောင်လေးတွေကပ်ပေးထားပါတယ်ဘာကောင်တာမှာပဲထိုင်ပြီးတော့အသုံးပြုပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင်ဟိုဘက်မှာလည်း space လေးရှိတယ်အဲ့ space လေးကတော့ထိုင်းနေနေရာလေးပါဒီမောက်တွေလည်းအချိန်ဖောက်ဝေးထားပါတယ် kitchen room ပြီးသွားပြီဆိုရင်မြေကြီးထဲမှာရှိတဲ့အခန်းလေးတွေပြီးသွားပါပြီအပေါ်ထပ်ကိုဆက်ပြီးတက်ကြည့်ပါမယ်ရှင်ဒါလေးကတော့အပေါ်ထပ်ကိုတက်မဲလှေကားလေးပါလှေကားလက်ရင်လေးကိုကျွန်းလက်မိုးလေးသုံးပေးထားပါတယ်အောက်မှာတော့ဟော်လိုအမဲလေးတွေနဲ့အလှဆင်ပေးထားပါတယ်အပေါ်ထပ်ကိုတက်ကြည့်ပါမယ်နော်ဒီနေရာလေးကတော့ first floor နေရာလေးပါ first floor မှာဆိုရင်ကျန်းကင်းကို SPC floor လေးခင်းပေးထားပါတယ်ဒီအိမ်မှာတခြားအိမ်နဲ့မတူတဲ့ design လေးကတော့ဖျားကန်းအောင်တူတက်လေးလုပ်ပေးထားတယ်ဒီဘက်မှာဆိုရင်စာကြည့်ကန်းလေးနဲ့နောက်မှာ master bedroom နှစ်ခန်းပါတာဖြစ်ပါတယ်ဒီနေရာလေးကတော့ living space နေရာလေးပါ mini living လေးပါဒီမှာဆိုရင်ဖျားကန်းလေးတွေဝင်ကြည့်ပါမယ်ဖျားကန်းလေးမှာဆိုရင်အရှိမပရင်းမောက်အကျယ်ကြီးဖောက်ပေးတဲ့အတွက်ကြောင့်မလို့ veranda ကိုလှမ်းမြင်နေရတဲ့ပရင်းမောက်အကျယ်ကြီးပါပါတယ်ညနေချက်ကိုဆိုရင်လည်း design လေးကိုရိုးရိုးရှင်းရှင်းလေးနဲ့လှအောင်ပြုလုပ်ပေးထားပါတယ်ဒီဘက်မှာတော့စာကြည့်ကန်းလေးပါအင်ရှင်တတလေးအတွက်ပြုလုပ်ပေးထားတဲ့စာကြည့်ကန်းလေးပါအနောက်မှာဆိုရင် master bedroom နှစ်ခန်းရှိတယ်အဲ့ master bedroom နှစ်ခန်းကိုသွားမယ်ရှောက်လန်းဆိုလဲရှောက်လန်းကျယ်လေးပြုလုပ်ပေးထားပါတယ်ဒီပထမဆုံးမြင်ရတဲ့ master bedroom နဲ့ဝင်ကြည့်ပါမယ်နော်ဒီ master bedroom ကတော့18ပေ15ပေကျဲတဲ့တင်မှာအရန်ကိုကျဲဝန်းတဲ့ master bedroom မှာကာလာလေးကိုလည်းခရမ်းတို့ရောင်လေးတုပ်ပေးထားတယ်မျက်နှာကျဒီဇိုင်းဆိုတဲ့ဒီဇိုင်းစမ်းလေးပြုလုပ်ပေးထားတယ်ဒီဘက်မှာပြင်းမောက်တစ်ပေါက်ထဲဖောက်ပေးထားပြီးအင်ရှင်ရဲ့တောက်ဆိုချင်ရဒီဘက်မှာတော့ဒီဘက်မှာထည့်ထားပါဘူးဒီဘက်မှာရေချိုးကန်အိမ်နာလေးရှိတယ်ရေချိုးကန်အိမ်နာရဲ့အရှိမဆိုရင်နေရာလိုလေးရှိရတဲ့အတွက်ကြောင့်မလို့အလင်းအောင်ရအောင်ပြင်းမောက်လေးတက်ပေးထားသလိုပီစင်လေးနဲ့တက်ဆင်ပေးထားပါတယ်ရေချိုးကန်အိမ်နာရဲ့ကြွေပြားတွေကိုအင်ရှင်စိတ်ကြရွေးချယ်ထားတဲ့ဒီဇိုင်းလေးတိုင်းပဲကျမတို့ပြုလုပ်ပေးထားပါတယ်ဒုတိယမြောက် master bedroom လေးနဲ့ဝင်ကြည့်မယ်နော်ဒါကတော့ဒုတိယမြောက် master bedroom မှာဒီ master bedroom မှာဆိုရင်လည်းမျက်နှာကျဒီဇိုင်းကိုဒီအိမ်မှာအိမ်ရှင်ကအကုန်လုံးစိတ်ကြရွေးချယ်ရတဲ့အတွက်လည်းမလို့အဲ့ဒီအတိုင်းလေးပဲတစ်ထပ်ထဲပြုလုပ်ပေးထားဖြစ်ပါတယ်ဒီမှာပြတင်းမောက်လေးရှိတယ် master bedroom ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဘက်မှာရေချိုးကန်အင်နာလေးလည်းပါပါတယ်ဒီဘက်ရေချိုးကန်အင်နာမှာဆိုရင်ကြွေပြားတွေကိုအပြည့်ကတ်ထားပေးပြီးတော့ boarding basin stand shower exhaust fan နဲ့တက်ကောင်းဆိုပြီးတော့၅မျိုးလုံးစုံလျအောင်ထည့်ပေးထားတာဖြစ်ပါတယ်ဒီအိမ်ရဲ့ first floor မှာရှိတဲ့အခန်းလေးတွေအားလုံးရှင်းပြပေးပြီးသွားပါပြီအပေါ်တော့ကိုတက်မဲ့လှေကားလေးရှိသလိုအရှိပါဝရဏာကျဲကြီးရှိပါသေးတယ်ဝရဏာကျဲယူလိုက်ကြည့်ပြပါဦးနော်ဒီနေရာလေးကတော့ဝရဏာကျဲလေးပါဝရဏာကျဲလေးကိုမိုးမပက်ရအောင်မိုးစုံလေးလည်းထွက်ပေးထားတယ်ဒီဘက်မှာဆိုရင်ဘေစင်လေးတက်ဆင်ပေးထားသလိုရွှေလောင်ဂလာလေးနဲ့ထားပေးထားပါတယ်ဒီမှာဆိုရင်မီးလုံးလေးတွေတက်ဆင်ပေးထားတဲ့အတွက်ကြောင့်မလို့အခုလိုညနေဆောင်မှာမီးလင်းအောင်လေးကောင်းကောင်းရနေပါပြီအပေါ်ဘက်မှာအမိုးစလက်လေးရှိတဲ့အတွက်အကြွေပါအောင်နော်
ဒီအိမ်လေးရဲ့အမိုးဆက်လက်လေးကိုရောက်လာပါပြီရှင်အမိုးဆက်လက်လေးမှာဆိုရင်မိုးမပတ်ရအောင်အမိုးလေးကိုဆွဲထုတ်ပေးထားတယ်နောက်မှာတိုင်ကလေးထားပေးထားတယ်ဒီမှာဆိုရင်မော်ရတာမီးလုံးလေးတွေတက်ဆင်ပေးထားတယ်အခုလိုညနေခင်းမှာတော်တော်လေးကိုနေလို့ကောင်းတဲ့နေရာလေးပါဒီအိမ်လေးရဲ့အမိုးဆက်လက်လေးပြီးသွားပြီဆိုရင်နောက်ဆုံးအချက်လေးတစ်ချက်ကျမသေးတယ်အဲ့ဒါလေးကိုခဏနေပြောပြပေးပါမယ်ရှင်ဒီလိုကားပါကင်တွဲလျက်အိမ်လေးကိုတိစောက်ချင်တဲ့ဆိုရင်ဖြင့်ယခုအချိန်မှာတန်ဖိုးအဖြစ်3400အတိပဲကုန်မှာဖြစ်ပါတယ်ရှင်ဒီလိုအိမ်လေးကိုတိစောက်ချင်တဲ့ဆိုရင်တော့ကျမတို့ပြကြမှာ construction ကိုဆက်သွယ်ပြပါအောင်နော်